အားလုံးမင်္ဂလာပါ KN Education နဲ့ကြိုဆိုပါရစေ။ဒီနေ့ကျွန်တော် grade 12ရဲ့ initial letter 14ပုံမြောက်ပြမှာဖြစ်ပါတယ်။ဒါကတော့ဒီနေ့စဉ်သတင်းစာမှာကျင်းမှုနေ့စဉ်သတင်းစာမှာပါနေတဲ့ဟာပေါ့။ unit တစ်ခုကို10ပုံအခုက unit 5က colors တဲက9ပုံ10ပုံပြပြမှာဖြစ်ပါတယ်။အဲ့တော့ question number 1 initial letter ဖြစ်မယ်ဆိုရင် MRTV ဆိုတဲ့5ချက်ကိုအရင်လုပ်ထားပါ။ number 1က meaning ချက်ပဲ vocabulary ချက်မယ်။ number 2က reading survey ဖတ်မယ်။ number 3က translation ဘာသာပြန်လုပ်မယ်။ number 4 understanding what စကားလုံးတွေကိုနားလည်အောင်လုပ်မယ်။ number 5က phrase လေးချက်မယ်ပေါ့နော်။အဲ့တော့ initial letter ဖြစ်မယ်ဆို unit တစ်ခုရဲ့ initial letter ဖြစ်မယ်ဆိုရင်အဲ့ unit တွေကိုကျွန်တော်ကျင့်ကြံအောင်စာပိုက်တွေဖတ်ထားဖို့လိုတယ် translation လုပ်ထားဖို့လိုတယ် meaning တွေ vocabulary တွေသေချာလေ့လာထားဖို့လိုတယ်။မြန်မာလိုကောင်းအောင်နားလည်ထားဖို့လိုတယ်။ပတ်ဖောင်ဝါဖောင်တွေကိုနားလည်ထားဖို့လိုတယ်။ဒါမှသာကျွန်တော်ဒီပုံတွေကိုဖြည့်နိုင်မှာဖြစ်တယ်ပေါ့နော်။အဲ့ဒါဆိုရင်ကျွန်တော်ဒါလေးကိုစာကြည့်အောင် Number 1 complete the sentences with the appropriate ones. The initial letters are given. အဲ့တော့စာကြောင်းတွေကိုသိတဲ့စကားလုံးတွေဖြည့်ဆိုပါအစာစလုံးတွေပေးထားတယ်ပေါ့ Number 1အဲ့တော့ဒါလေးတွေကိုကျွန်တော်အရင်ဖြည့်ကြည့်လိုက်ဗလာဆောင်းနေပေါ့နော်ကိုဘယ်နှပုတ်မှန်လဲဆိုတာဒါဆောင်းပွဲလဲနီးပြီဆိုတော့ဘယ်နှပုတ်မှန်လဲကိုဒီ lesson ကိုဒီ unit ကိုjoin မ join ဆိုတာကိုဖြည့်ကြည့်မှသိမှာပေါ့နော် Okay စကြည့်အောင် Number 1 Smoking is often a blank with an increased risk of heart disease. 2Many B-blank jobs require specific skills but don't require a university degree. 3. Many people are interested in B-blank because it shapes the future of the country. 4. It takes a lot of C-blank to speak in front of a large audience. 5. I stopped by the G-blank to pick up some fresh vegetables for dinner. Number 6. She is a T-blank friend who always keeps her promises. 7. Some people believe in B-blank and blank thinking it can be used to control or harm others. 8. After waiting for hours, we finally got the G-blank and blank to begin the construction project. 9. She broke her B-blank while playing basketball, but luckily it wasn't a serious injury. 10. She is the B-blank S-blank in the group because she always does things her way. Okay, that's a few digits. Number 1 ပေါ့နော် Number 1က smoking စလိတောက်ခြင်းဟာ is often မကြာခဏဆိုလို့ A နဲ့စတယ် with ပေါ့နော်with ဖြစ်ပါတယ်အနည်းတူပေါ့ increase risk ဖြစ်ပွားမှုတိုးလာတယ် or heart disease နှလုံးရောဂါဖြစ်ပွားမှုတိုးလာတယ်ပေါ့အဲ့တော့စလိတောက်ခြင်းဒီမှာ is ဆိုတော့ဒီနားမှာ adjective တော့လည်းကောင်းဒီ verb to be verb 3 verb 3ဆိုလည်းကောင်းဖြစ်မယ်ပေါ့ဒီမှာဆိုရင် with ဆိုတော့ဒါ with ဆိုတော့နဲ့အတူဒီမှာတွဲလို့ရတဲ့ကောင်က verb 3ဖြစ်ဖို့များတယ်အဲ့တော့စလိတောက်ခြင်းဟာနှလုံးရောဂါဖြစ်ပွားမှုနှုန်းနဲ့ဖြစ်ပွားမှုနှုန်းနဲ့ဘာဖြစ်နေလဲဆက်နေတယ်ပေါ့နော်အဲ့ဒါဆို number 1ရဲ့အဖြေကASSOCIATD associated. Okay, number 2. Many blank business jobs တွေရတဲ့ဒီ business jobs တွေ require လိုအပ်တဲ့ specific ဒီချာဒီတည်တဲ့သတ်မှတ်ထားတဲ့ skills အရေးတွေလိုတယ် but time don't require မလိုဘူးတဲ့ university degree တက္ကသိုလ်ကပွဲရဖို့တော့မလိုဘူးပေါ့နော်အဲ့ဆိုရင်သူကပညာတတ်ဖို့မလိုဘူးဆိုတဲ့သဘောပေါ့နော်ပညာမတတ်ဘူးဆိုရင်ရိုးရိုးဒါအတန်မူဝမ်းအကြောင်းဒီခါလောက်သားတွေပါတယ်အဲ့လိုမျိုးပြောတာပေါ့ဒီ specific ဥပမာဆိုရင်ဒါဒီစပွဲထုတ်လုပ်မယ်ဆိုရင်ဒါတွက်လက်ရှိဖို့ရယ်လောက်တဲ့ခိုင်နဲ့ရှိဖို့ပဲလိုတယ်ဘွဲဒီဂရီတွေမလိုဘူးအဲ့လိုပဲတခြားပေါ့နော်ရှားလုပ်တွေလုပ်မယ်ဆိုတော့သူနဲ့တင့်တော် specific skills တွေပဲလိုမယ် university degree မလိုဘူးပေါ့ကဲဒါမျိုးကို blue jobs လို့ခေါ်လဲဆိုရင်တော့ကျွန်တော်တို့ဒီ blue collar ပေါ့ BLU blue COLLA ရခေါ် blue collar ကာယအာသုံးပြီးလုပ်တဲ့အလုပ်တွေကာယအလုပ်တွေပေါ့နော်Okay, number 3. Number 3က many people လူအများစုက are interested in စိတ်ဝင်စားကြတယ် P နဲ့စတာဘာလို့စိတ်ဝင်စားကြလဲ because ဘာဖြစ်လို့လဲဆိုတော့၎င်းဒီတဲ့ it shapes ပုံဖော်ပေးသည် the future အနာဂတ်ကို of the country နိုင်ငံရဲ့အနာဂတ်ကိုပုံဖော်ပေးနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်ပေးဆိုနိုင်ငံနဲ့ဆိုင်နေတာပေါ့အဲ့တော့လူအများစုဘာတွေစိတ်ဝင်စားလဲကျွန်တော်ဆိုင်နေဖြစ်စေမဆိုင်နေဖြစ်စေအားလုံးကစိတ်ဝင်စားကြတယ် P နဲ့စတာပေါ့နော်အဲ့တော့နိုင်ငံရေးပေါ့ POLITICS politics နိုင်ငံရေးကိုစိတ်ဝင်စားတယ် Okay number 4 it takes ကြာတယ်ပေါ့ a lot တော့အများကြီးဒီမှာတော့ကြာသည်တို့မဟုတ်ယူသည်ပေါ့နော်ဒီမှာတော့ယူသည်ဆိုတဲ့အဓိပ္ပာယ်ပါ it takes ယူရတယ် a lot တော့အများကြီးယူရတယ် C နဲ့စားရတာပေါ့ to speak ပြောဖို့ရန်တော့ in front of အရှိမ a large audience
ပေးတတ်တဲ့အများကြီးရှိမှပြောဖို့ရအတွက်ဘာလို့လဲကျွန်တော်လိုလည်းလေးပဲတတ်သိလို့တယ်တယောက်ချင်းဆိုရင်ကိုယ့်ကိုအတင်းပြောရင်ပြောချင်းပြောရပေမဲ့ပေးတဲ့အရှိမှပြောမယ်ဆိုရင်အဲ့ဒီပေးတဲ့အရှိလူများရဲ့အရှိမှသူတို့ကိုကြည့်ပြီးပြောရဖို့ဆိုတော့ကျွန်တော်တတ်သိလို့ပဲပေါ့နော်အဲ့ဒါဆို number 4ရဲ့ဖြစ်ရ COURAGE courage တတ်သိပေါ့ okay number 5 number 5က I stop ကျွန်တော်ရက်ခဲ့တယ် by ဆိုတာအဖြစ်အနီးနားမှာဒီမှာတော့အနားမှာပေါ့တဲ့ G နားမှာ G နဲ့စတဲ့နားမှာရက်ခဲ့တယ် to pick up ဆိုတာကောက်ယူရန်ကြိုရန်ဝယ်ရန်အမျိုးမျိုးပြန်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဘယ်လိုပြန်မလဲနောက်ကဆက်ကြည့်မယ်ဆို some fresh vegetables ဒီလက်ဆက်တဲ့အသီးပဲအချို့ for dinner ညစာအတွက်ဝယ်ဖို့ရန်အတွက်ယူဖို့ရန်အတွက်ပေါ့နော်အဲ့တော့လက်ဆက်တဲ့အသီးပဲရောင်းတာဘယ်မှာရောင်းလဲ G နဲ့စတာပေါ့ green grocers ပေါ့နော်အကုန်စိမ်းဆိုင်မှာရောင်းတယ်ကုန်စိမ်းဆိုင်ကိုခေါ်တာက GREN GROC က green grocer ကုန်စိမ်းတဲ့နားမှာရက်လိုက်တယ်ပေါ့နော် okay number 6က she is သူမဆိုရင် တခုဖြစ်တယ်တယောက်ဖြစ်တယ် D နဲ့စတဲ့ friend ပေါ့နော်ဘလို့တငယ်ချင်းနဲ့ D နဲ့စတဲ့တငယ်ချင်းအနောက်မှာအဖြေအတွက်သင်လို့စာလေးပါတယ် who always အမြဲတမ်း keeps ထိမ့်သိမ့်တဲ့သူပေါ့ her promise သူမရဲ့ကတိတွေကိုအမြဲတမ်းထိမ့်သိမ့်တဲ့သူအဲ့တော့အမြဲတမ်းထိမ့်သိမ့်တဲ့သူကိုပြောချင်တာပြောလို့ရတယ်လုံးဝလည်းယုံကြည်ရတဲ့သူမျိုးပေါ့နော်အဲ့တော့ယုံကြည်စိတ်ချရတော့ယုံကြည်စိတ်ချတော့ D နဲ့စတာ trustworthy TRUSTWORTHY ပေါ့နော် trustworthy okay number 7 က some people believe လူတွေကယုံကြည်လူချို့ကယုံကြည်တယ်ဘယ်မှာလဲဆို B နဲ့စတယ် M နဲ့စတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ရ B နဲ့စတယ် black market ကြီးတော့မလုပ်နဲ့နောက်ကရှိသေးတယ်စဉ်းစားကြည့်အောင်ပါ thinking စဉ်းစားတွေးတယ်ပေါ့ it can be used အဲ့ဒါကိုအသုံးပြုနိုင်တယ်လို့တွေးတယ် to control ထိန်းချုပ်ရန်ဒါမှ harm others တခြားတွေကိုထိခိုက်ဖို့တခြားတွေကိုထိန်းချုပ်ခြင်းနဲ့တခြားတွေကိုထိခိုက်ခြင်းလို့ဆိုကျွန်တော်သုံးကြတာကဘာလဲဆိုတော့ဒီ outline လို့ပဲခေါ်မလားဒီအနက်ရောင်ပညာလို့ပဲခေါ်မလားပေါ့နော်ဒါဆိုရင်ဒီမှာဒါ black magic နော် BLACK black magic black magic ဒါနဲ့အောင်မောပညာလို့ပဲပြောရပါတယ် okay number 8 after waiting for hours နိုင်ပေါင်းများစွာကြာအောင်စောင့်ပြီးတဲ့နောက်မှာ we finally ကိုကျွန်တော်နောက်ဆုံးမှရခဲ့တဲ့ the G နဲ့စတဲ့ L နဲ့စတဲ့နှလုံးတွဲပဲ to begin စတင်ရန် the construction project ဒီဆောက်လုပ်ရေး project ကိုစတင်ဖို့ရန်အတွက်ပါရခဲ့လဲခွင့်ပြုမိန့်ရခဲ့တယ်ခွင့်ပြုမိန့်ကိုဒီမှာဆိုရင်ကျွန်တော်က GL နဲ့စတာဆိုတော့ဒါ green light ရှိမယ်ဒီမီးစိမ်းပြတယ်ပေါ့အဲ့တော့ GRE and green LIGT light green light မီးစိမ်းပြတယ်မီးပွိုင်းနေမှာမီးစိမ်းပြရင်သွားခိုင်းတယ်လို့ပဲเนาะအဲ့တော့ green light ဖြစ်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့တစ်ခုခုလုပ်ဖို့ခွင့်ပြုတာမျိုးပေါ့ okay number 9 she broke သူမကျိုးသွားတယ်ဟာ P ပေါ့ P နဲ့စတဲ့ဟာကျိုးသွားတယ်သူမ why စင်တွင် playing basketball ကစားတဲ့အချိန်မှာbut ဒါပေမဲ့ luckily ကံကောင်းစွာပဲ it was a serious သူကလုံးဝဒါပြင်းထန်တဲ့ injury ဒဏ်ရာရရှိမှုတော့မဟုတ်ဘူးပေါ့နော်ကျိုးတော့ကျိုးသွားတယ်ဒါပေမဲ့ပြန်ဆက်နိုင်သေးတယ်ပေါ့ဒီဒဏ်ရာရသွားတာကဆိုးဝါးတော့မဟုတ်ဘူးအဲ့တော့ဆိုးဝါးမဟုတ်ဘဲနဲ့အသေးဖွဲ့ပဲဒဏ်ရာရသွားတာကျိုးသွားတာဆိုဘာရှိမလဲကျွန်တော်တို့သွားပြီးစဉ်းစားကြည့်မယ်ဆို leg တို့ခြေထောက်တို့ပေါ့နော် LG leg နော် Asian hand နေရှိတယ်ဒါပေမဲ့ L နဲ့စားလည်းမဟုတ်ဘူး hand နဲ့စားလည်းမဟုတ် P နဲ့စားတာဆိုတော့ P နဲ့စားတာပါရှိတယ်ဆိုရင်ဒါကျွန်တော်လက်တန်းရှိတယ်လေလက်တန်းကိုဘယ်လိုခေါ်လဲဆိုတော့ PINKI Panky လက်တန်းပေါ့နော် okay number 10 she is the သူမကဖြစ်တဲ့ B နဲ့စားတယ် S နဲ့စားတယ် in the group အဖွဲ့ထဲမှာဆိုရင်သူမဒါတယောက်ပေါ့နော် because ဘာဖြစ်လို့လဲ she always that သူမကအမြဲတမ်းလုပ်တယ် things her way ပေါ့နော် things her way ဘာဘယ်ဟာမဆိုသူ့ရဲ့နီလန်တိုင်းသူ့ရဲ့ကိုယ်ပိုင်နီလန်တိုင်းသူလုပ်တယ်ဒါကြောင့်မို့လို့ဒါသူမဟာဥပမာဆိုရင်ဟိုသွားခြင်းလဲအဖွဲ့လိုက်သွားမယ်ဆိုလည်းမပါဘူးအဖွဲ့လိုက်တစ်ခုလုံးမယ်ဆိုလည်းမပါဘူးဘာလဲသူကတိကျခွဲထွက်နေရမျိုးအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဘာလို့ခေါ်လဲဆိုရင်ဒါဟိုမိသားစုတွေနဲ့ခွဲထွက်နေသလိုမျိုးပဲတိုးမဲပေါ့နော်တိုးမဲကိုကျွန်တော် black ship လို့ခေါ်ပါတယ် BLACK black SHAP black ship တိုးမဲပေါ့အဲ့တော့ဒီအဖြေတွေရပြီဆိုရင်ကျွန်တော်ဒီလိုတသက်ရက်လေးရေးလိုက်မှာပေါ့နော် number 1 associated number 2 blue collar number 3 Pilates number 4 courage number 5 green grocer number 6 trustworthy number 7 black magic number 8 green light number 9 pinky number 10 black ship okay ဒါလေးကတော့ကျွန်တော်ဒီ unit 5ပေါ့နော် colors တဲကဒီတင်းစာတွေမှာပါတယ် initial letters အကြောင်းဖြစ်ပါတယ်နောက်သင်ခန်းစာတွေမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်